အားလုံးပဲမင်္ဂလာပါ2025ခုနှစ်စက်တင်ဘာလအတွင်းကချင်ပြည်နယ်မှာဖြစ်ပေါ်ခဲ့တဲ့သတင်းများနဲ့အတူအခြားထူးခြားဖြစ်စဉ်သတင်းများကိုကျမတို့လန်ချီဖိမှကျမစစ်သေးမှအကျဉ်းချုပ်တင်ဆက်တော့မှာဖြစ်ပါတယ်ကချင်ပြည်နယ်တွင်စက်တင်ဘာလအတွင်းဖကန့်မုံညင်းရွှေကူပမော်ဝိုင်းမော်တနိုင်းခေါလန်ဖူစတဲ့မြို့နယ်နေရာများသို့အင်အားဖြည့်တင်ထိုးစစ်ဆင်စစ်ကြောင်းလှုပ်ရှားလာတဲ့စစ်ကော်မရှင်နဲ့ပြည်သူ့စစ်ပူးပေါင်းဖွဲ့များနဲ့ KIA တော်လှန်ရေးတပ်ပေါင်းစုများအကြားတလအတွင်းထိတွေ့တိုက်ပွဲစုစုပေါင်း100နီးပါးခန့်ဖြစ်ပွားခဲ့ပါတယ်။အဆိုပါတိုက်ပွဲအတွင်းစစ်ကော်မရှင်နဲ့ KIA တပ်ပေါင်းစုနှစ်ဖက်ကြားအပြန်အလှန်စခန်းများတိုက်ခိုက်သိမ်းပိုက်မှုတွေရှိခဲ့တယ်လို့ကချင်ပြည်နယ်နဲ့စကိုင်းတိုင်းအဆက်ရှိဗမော်မြို့ကိုတော့တော်လှန်ရေးတပ်ဖွဲ့များမှအလုံးစုံတိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ကချင်ပြည်နယ်ရှိနေရာတချို့တွင်စစ်ကော်မရှင်ဘက်မှညီဆက်ရာဗျူဟာကုန်းတပ်များမှလက်နက်ကြီးပစ်ခတ်မှုအပြင်ဒရုန်းလေယာဉ်များဖြင့်ပုံကျဲတိုက်ခိုက်မှုများတလအတွင်းအကြိမ်ရေ200အထက်ပြုလုပ်ခဲ့ပါတယ်။ထို့ဘုံကျဲပစ်ခတ်ရာတွင်တိုက်ပွဲမရှိတဲ့နေရာတွေကိုလည်းရည်ရွယ်ချက်ရှိရှိဖြင့်ပြစ်မှတ်ထားပုံကျဲပစ်ခတ်ခဲ့ပါတယ်။ဖကန့်တနိုင်းလန်ဆယ်73စတဲ့မြို့များရှိအရက်သားပြည်သူများတွင်ကလေးငယ်အပါအဝင်အယောက်90အထက်တိတ်ဆုံးခဲ့ပြီး80ဦးအထက်ထိခိုက်ဒဏ်ရာရတာတွေရှိခဲ့တယ်လို့ရွှေကူမြို့နယ်ရှိ KIA စစ်တင်တန်းတစ်ခုတွင်လည်းလေရင်ပုံကျဲလို့တင်တန်းသား10ဦးအထက်ထိခိုက်တိတ်ဆုံးခဲ့ပါတယ်။ဖကန့်မြို့တွင်စစ်ကော်မရှင်မှလက်နက်ကြီးနဲ့လေကြောင်းများဖြင့်အရက်သားပြည်သူများရှိရာသို့ရန်တမ်းပစ်ခတ်၍ထိခိုက်တိတ်ဆုံးမှုများလာသည့်အပြင်မတရားဖမ်းဆီးခံရမှုများလည်းရှိလာသဖြင့်ဒေသခံပြည်သူများသည်အလံဖြူများထောင်ပြီးမြစ်ကျနာတို့ထပ်မံစစ်ပြေးတိမ်းရှောင်သူများပုံမများလာခဲ့ပါတယ်။တစ်ဖက်မှာမြစ်ကျနာမြို့နယ်ဝိုင်းမုံမြို့တွင်တလအတွင်းခိုးဆိုးလူရက်မှုဓမြတိုက်ဓာထိုးတပ်ဖြတ်မှု9ကြိမ်အထက်ရှိခဲ့ပါတယ်။ဓမြတိုက်မှုတစ်ခုတွင်စစ်ကော်မရှင်တပ်ဖွဲ့တအူဖမ်းမိခဲ့တယ်လို့ပြည်သူ့စစ်ဝတ်စုံများဝတ်ပြီးဓမြတိုက်တာတွေလည်းရှိခဲ့ပါတယ်။စစ်ကော်မရှင်ဘက်မှကချင်ပြည်နယ်ရှိ KIA ထိန်းချုပ်ထားတဲ့မြို့နယ်၄မြို့နယ်တွင်ရွေးကောက်ပွဲမကျင်းပနိုင်ကြောင်းကြေညာခဲ့ပါတယ်။သို့တော်လည်းဦးစခုံတရင်ကော်မတီတို့ကကချင်အထူးဒေသတစ်နေမြေတွင်ရွေးကောက်ပွဲကျင်းပနိုင်ရန်စစ်ကော်မရှင်နဲ့လက်တွဲဆောင်ရွက်သွားရန်ပြောလာခဲ့ပါတယ်။အဆိုပါစစ်ကော်မရှင်ရဲ့အတူအယောင်တရားမဝင်ရွေးကောက်ပွဲကိုတိုင်းရင်းသားလူမျိုးများကောင်စီနဲ့ Federal Unit အဖွဲ့အစည်းများကလက်မခံကြောင်းကြေညာခဲ့တယ်လို့ NUG ဘက်ကလည်းရွေးကောက်ပွဲမလုပ်နိုင်ရေးကိုအထူးတိုင်းစစ်ဌာနကစစ်စင်ရေးများနဲ့ပူးတွဲဖော်ဆောင်မိဟုဆိုခဲ့ပါတယ်။ထို့ပြင်ဂျပန်အစိုးရကလည်းစစ်ကော်မရှင်၏ရွေးကောက်ပွဲကိုလက်မခံတဲ့အပြင်ပြင်းထန်တဲ့စန့်ကျင်မှုများဖြစ်ပေါ်လာနိုင်ကြောင်းနဲ့ငြိမ်းချမ်းစွာဖြည့်ရှင်းနိုင်ရန်ပုံမခက်ခဲလာနိုင်ကြောင်းတတိပေးခဲ့ပါတယ်။ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကကချင်ပြည်နယ်ရှိမြေရှားတပ်တုအရေးအိန္ဒိယဝန်ကြီးချုပ်နဲ့ဆွေးနွေးခဲ့တယ်လို့တရုတ်နေဆက်မြို့မှာအိန္ဒိယနေဆက်မြို့ထိကုန်သွယ်ရေးလမ်းဖောက်ဖို့လည်းတရုတ်အစိုးရနဲ့နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခဲ့ပါတယ်။တစ်ဖက်မှာရုရှားကာဇက်စတန်နိုင်ငံတို့ကိုစီးပွားရေးနဲ့ကာကွယ်ရေးပူးပေါင်းလို့ကြောင်းကမ်းလှမ်းခဲ့တယ်လို့မြောက်ကိုရီးယားသမ္မတကင်ဂျုံအန်နဲ့လည်းတရုတ်မှာတွေ့ဆုံခဲ့ပါတယ်။ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတရုတ်ရဲ့စစ်လက်နက်ပစ္စည်းများကိုချီးကျူးခဲ့တယ်လို့တရုတ်အစိုးရကိုကဘာကြီးကိုကာကွယ်ပေးနိုင်တယ်လို့ယုံကြည်ကြောင်းဆိုခဲ့ကအမေရိကန်နိုင်ငံကိုတော့အခွန်နဲ့ဒုက္ခပေးနေကြောင်းဆိုခဲ့ပါတယ်။ယခုတင်ပြပေးသွားတော့သတင်းအချက်အလက်များကမြေပြင်သတင်းရင်းမြစ်များမီဒီယာအဖွဲ့များ၏အစီရင်ခံချက်များအပေါ်အခြေခံပြီးပြုစုတင်ပြခဲ့တာဖြစ်ပါတယ်။သတင်းနားဆင်တော့လမ်းကြီးပရိသတ်များအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်။